အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားအစားအစာတစ်ခုနဲ့လာမြင်ဆက်ပါမယ်ဒါကတော့တစ်ခါမှမလုပ်ဘူးเนาะပထမဆုံးလုပ်ဖြစ်တဲ့အခုလုပ်ဖြစ်တဲ့ဗီဒီယိုဖိုင်လေးပါဒါကတော့ပကခေါ်ပါတော့1ကီလိုသုံးရတယ်စစ်နောက်တော့ပန်းသေးတော့တီးရတလုံးကျက်သွန်ဖြူဂျင်းထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်စာမုံရေကျူလိုက်ပါတယ်စစ်အရသာဘယ်လိုလာမလဲတော့ကျွန်မမသိဘူးအခုကတော့ကျွန်မပထမဦးဆုံးအချက်လုပ်ပြတယ်ပေါ့နော်စားကောင်းမကောင်းပြီးလို့ရှိပြန်ပြောပြအောင်မယ်စစ်တကယ်ချင်းရဒီလိုမျိုးလိုက်လောက်စမ်းကြည့်နော်စားလို့သူတို့ပြတာကတော့လောက်ပြီးစားလို့အယောင်တင်မမရှိတော့ကိုလာထုံမုံနဲ့ပဲထည့်လိုက်ပါတယ်စစ်မရုပ်ပြီးအစိမ်းမုံပဲထည့်ပါတယ်အားလုံးပဲပပိုင်